official မှာတော့ဝင်လို့မရပဲမြန်မာငွေ3သိန်းကျော်ပေးရတဲ့ Felisa ရဲ့ first ever ခွဲပြီးတူတင်းမှာ F4 ဆိုပါပဲပစ္စည်းကတော့မှာထားကြပြီပေါ့နော်ဒီနေ့ကျမှ Kevin Show ရောက်လာမလို့ဒီနေ့အခုချက်ချင်းပဲ F4 ဆိုပါပါတယ်ဒါ Blackpink official ကစားပေါ့နော် Lisa first single ever La Lisa ဆိုပြီးတော့ရေးထားပါတယ် so ဒါကတော့အစ်စ်ပေါ့နော်မဒီဟာကပေါ့နော်အထက်ကကက်မပါဘူးပေါ့နော်လိုမကက်မပါပါဘူးအဲ့လိုမကက်ခေါ်လာတော့မသိဘူးနော်ခင်ဗျအဲ့ဒါတော့မခေါ်တတ်ဘူး so ဒါကတော့သူ့ရဲ့ Lisa ရဲ့နာမည်Lisa ရဲ့နာမည်ပေါ့နော် L okay the first one တွေ့လိုက်မယ်ဆိုသူ့ရဲ့ books ဒါကအခုပေါ့နော်ဒါ Lisa ရဲ့ first book ဆို books ဆိုနိုင်ဒီမှာဒီနောက်မှာ L လို့ရေးထားတယ်ဒါ Lisa books သူကရွှေရောင်ကိုသူကအများသုံးထားတယ် okay ဒီမှာကြည့်ရမယ်ဆိုဝင်ချင်မှဆိုတော့မရှိဘူးနော်ကျွန်တော်တော့ဒီစားပုံနေပေါ့နော်ဒါပေမဲ့ surprise ဖြစ်သွားမယ်မရှိဘူးပေါ့နော် okay လှမ်းပြီဒီဘက်နောက်မှာရှိနေခဏပဲ wow လုံးဝ queen the queen မဲကွာဆိုဆိုဒီဝင်ချင်မှလည်းလုံးဝ queen looks အများကြီးမပြတော့ဘူးနော်တိတ်ချာကြည့်ချင်တယ်ဆိုရင် KB video တစ်ပုတ်တက်တင်ပေးပါမယ် oh wait တော့ဒီရမှာကဒီလိုမျိုး drags နဲ့ကတပုံကျွန်တော်ခဏ oh wow okay I was try အဲ့လိုဟာတပုံသူတို့ပုံနေရတော့လုံးဝမိုက်တယ် I will like oh ဒီပုံရတော့လုံးဝမိုက်တယ်ဒီဝတ်ဆောင်မှာလေဒီ nails တွေလားဒီ nails ကတော်နာမည်ကြီးกว่าဒီစာတို့တော်နာမည်ကြီးပြီးတော့ fun ဖြစ်တဲ့ထဲမှာပါသွားပြီဒီမှာက dress တစ်ခုဒီထဲမှာ dress က3ခုလောက်ထိဝတ်ထားထင်တာပဲဟုတ်တယ် drags 3ခုဝတ်ထားတယ်လုံးဝမိုက်တယ်ပုံကြီးလုံးဝအသေးစိတ်ကိုတော့ခင်ဗျာနောက်မှကြည့်အောင်ပေါ့နော်ဒီနောက်မှာလာလာလီဆာဆိုပြီးတော့ပါဒီကကက်တော့မပါဘူးပေါ့နော်ပြီးရင်ဘာဒီ box ထဲမှာဘာပါလဲဆိုရင်သူ့ရဲ့ sound natural ပါပါmanly နဲ့လာလာလီဆာရဲ့အရှင်ပါ okay this is my favorite times to open ကဲမပါပဲမင်းသူ့ရဲ့ poster ကြီးပါပါရဲ့ wow shit wow okay it's so crazy ပြောဒီပုံမျိုးကြည့်တာ really sad wow မိုက်တယ်ပေါ့နော်တကယ်မိုက်ပါပြီးရင်တော့ဒီလိုမျိုးလေးပေါ့နော်ခွေလေးနဲ့ဒီမှာဆိုင်ဒါကြီးအကုန်လုံးအစ်စ်တွေဆိုကန်ရအဆင်ပြေ so ဒီ post ကကြည့်တော့ခင်ဗျတို့ကြိုက်နေပြီကြည့်ကြအောင်ဒီမှာရမ်းမိုက်တယ် wow ဒါတော့ wallpaper မှာကပ်ဖို့များပါတယ် so vlog လေးရှိဆိုအသေးစိတ်ကိုနောက်မှပြပါမယ် bye bye see you next week guys